တလားဆူတူမီပြစားလာတော့ဘာလို့တူတူမီဖြစ်ဖြစ်ရတယ်ဘာလို့စံပြေးမွေးနေပဲတွေ့ကြုံရတယ်ပြားလိခင်မရဆူတူတကယ်မှမမြင်ရတာမမီနင်တူရကီတော့မရက်လဲနင်းလာပြီနော် ဟုတ်ပါနေအဲ့ဆိုငါတို့ကြိုင်ခွဲရတော့မှနေစာရေးပဲလုပ်နေနေအောင်ငါတို့ပြင်ထက်လျှောက်နေကြရင်မကောင်းလား ဒါဆိုတော့ဒီဘက်ကရွှေရှင်လက်စကြမကောင်းလား ကောင်းနေတယ်ဒါကြမှာပေါ့အမေတို့လည်းတော့နေ့တိုင်းကိုငါသွားများနေရပဲအခုကကားရီဆိုင်ကရစီကတ်မဲ့မောင်းနေကြတာလမ်းကူရင်လည်းတတိထောင်အမေလုတ်တူလဲဝိုင်းကိုလုတ်ပေးဦး စိတ်ချပါ သမီးအမေလမ်းမှာကား accident ဖြစ်လို့ခုပြည်သူဆေးရုံရောက်နေတယ်။အရေးပေါ်ခွဲစိတ်ရမှာလို့လိုအပ်တဲ့အားတွေကြိုးစားကြပါဆရာဒီမှာပါ